မဲ့ဆွက်ကပ်လိုက်ပါတယ်အသားပေါ်ကိုစုပ်ကပ်မိပြီဆိုတာနဲ့အလေးမရှိတဲ့ချွန်ထက်လာတဲ့ရှာနဲ့သားကောင်ရဲ့အကြေးကုန်နဲ့အသားတွေကိုလွန်ပူတစ်ခုလိုတရက်ဆက်ထိုးပေါက်တွင်းတူပါတယ်သားကောင်ဖြစ်တဲ့ငါးကြီးမှအခုခန္ဓာကိုယ်ကိုဖောက်တွင်းခံနေရတာတောင်မှပြုတ်ထွက်သွားအောင်ခါချဖို့ကဘလုံးမှမစွမ်းရှာပါဘူးပို့ပြီးတော့ရက်ဆက်တာကဒီလန်ပရီတွေဟာသားကောင်ရဲ့အသားကိုဖောက်ထွင်းပြီးတာနဲ့သူတို့ရဲ့တွေကလေးတွေကနေသွေးမခဲစေတဲ့အထူးဓာတ်အရေးတစ်မျိုးသားကောင်ရဲ့ခန္ဓာကိုယ်တွေကိုထိုးသွင်းလိုက်တာပါအဲ့ဒီအရေးကသားကောင်ရဲ့သွေးကြောတွေကိုပွင့်ထွက်သွားစေုံနဲ့မကပဲအတွင်းကအသားအမြင့်တွေကိုပါအရေးပြောကြစေပါတယ်ဒီလန်ပရီဟာသားကောင်ရဲ့ခန္ဓာကိုယ်တွေကထွက်လာတဲ့မြသွေးတွေအရေးပြောကြလာတဲ့အသားမြင့်တွေအရေးအားလုံးကိုအသက်ရှင်လျက်ကြီးနဲ့တစ်စက်မှမကျန်အောင်ကုံစင်အောင်စုပ်ယူဝါမျိုးပါတယ်လန်ပရီတကောင်ဟာ၎င်းရဲ့တက်တန်တစ်လျှောက်မှာငါးပေါင်းတန်ချိန်များစွာကိုဂျလိုနီးနဲ့ပဲတက်ဖြတ်နိုင်ခဲ့ပါတယ်သူတို့ကတ်တွေတာခံလိုက်ရတဲ့ငါးကြီးတွေကတော့ရက်ပေါင်းများစွာကြာအောင်အရှင်လက်လက်နဲ့သွေးဆုပ်အစားခံရပြီးနောက်ဆုံးမှသွေးကင်းမဲ့ပြီးတော့ဖြူစွတ်နေတဲ့အယိုးစုအခွန်ကြီးအဖြစ်နဲ့ပဲတည်ဆုံးသွားကြရပါတယ်မေယိုမပါပဲသားကောင်ရဲ့အသားတွေကိုအရှင်လက်လက်အရေးပြောဆုပ်ယူတတ်တဲ့ဒီလန်ပရီငါးတွေရဲ့ဖြစ်တည်မှုဟာသမုတ်တရားရဲ့အမောင်ဆုံးသောအိမ်မက်ဆိုးတစ်ခုပါပဲတင်ရောရေရောက်ကဘာရဲ့ဒီသွေးဆုပ်ဖောက်ကောင်ကြီးတွေရဲ့တဘာဝကိုဘယ်လိုမြင်လဲကောမန့်မှာရေးခဲ့ပါဦးတကားမှမကြားဘူးသေးတဲ့တဘာဝတရားရဲ့အမောင်ချမ်းဆက်လန်းတွေကိုဆက်ပြီးတော့သိချင်နေဆိုရင်တော့ကျမတို့ရဲ့ဥယျာဉ်တာတိမ်မန် channel ကို subscribe လုပ်ထားဖို့လည်းလုံးဝမမေ့ပါနဲ့နော်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်